င်္ဂလာပါမြန်ဝေါ်ချူပြေ2025အလွန်မှာ digital နဲ့ AI marketing ကိုအသုံးချပြီး market leader ဖြစ်အောင်ဘယ်လိုလုပ်မလဲသင်ခန်းစာအစီအစဉ်ကကြိုဆိုပါရစေဒီနေ့ကျမတို့အရေးကြီးတဲ့မေးခွန်းတစ်ခုကိုအဖြေရှာရမယ် AI ကိုသုံးပြီးမြန်မာဈေးကွက်ကိုဘယ်လိုလွှမ်းမိုးကြမလဲကြိုက်ပတ်တွေမျိုးပြိုင်ုံတယ်မဟုတ်ဘူးဦးဆောင်မှုရယူဖို့လည်းဖြစ်တယ်အမှန်တရားမှာယခုခါ AI ကိုမထုံးသောလုပ်ငန်းများသည်ယခုအချိန်တွင်ရှင်သန်နိုင်ကောင်းရှင်သန်နိုင်တော့ပဲဈေးကွက်ကိုဘယ်တော့မှထိန်းချုပ်နိုင်မည်မဟုတ်ပါ AI ဟာရွေးချယ်စရာတစ်ခုမဟုတ်တော့ပါဘူး၎င်းသည်ဦးဆောင်မှုအတွက်အခြေခံစံနှုန်းသစ်ဖြစ်လာပါပြီတထောက် market ရဲ့ real problem တွေမှာမြန်မာဈေးကွက်ရဲ့တကယ့်ပြဿနာမြန်မာနိုင်ငံကမြန်မာ brand အများစုကဒီအမားတွေကိုပဲထက်ခါလုပ်နေကြတယ်ပရိသတ်ကိုလူတိုင်းလို့သတ်မှတ်ထားတယ် data တွေမဟုတ်ပဲခံစားချက်နဲ့ကြော်ညာနေကြတယ်စနစ်တကျလှုပ်ဆောင်တာထက်ကိုယ့်အထင်နဲ့ဆုံးဖြတ်နေကြတယ် AI ထုံးထားတဲ့ blind ဘတ်တွေကအားသာချက်တစ်ခုပဲလို့လေပိုကောင်းတဲ့ဉာဏ်ရည်ဒါဆိုရင်ကြံတဲ့သူတွေထက်တာသွားသည်AI Domination Pillar 1 Myanmar Consumer Intelligence AI နဲ့မြန်မာစားသုံးသူအကြောင်းကိုလေ့လာမယ် AI ကမြန်မာစားသုံးသူတယောက်ချင်းစီကိုနားလည်နိုင်အောင်ကူညီသေးတယ် AI နဲ့ဆိုရင်ဒါတွေကိုလေ့လာနိုင်တယ်အတစ် Facebook နဲ့ TikTok မှာဘာတွေကြည့်နေလဲနှစ်ဈေးသက်သာလာကိုလိုချင်တာလားဒါမှမဟုတ်တန်ဖိုးထားတာလားသုံးမျိုးနည်းနဲ့မျိုးနဲ့မနီးတဲ့ data တွေမှာဘယ်လိုပြုမှုနေထိုင်လဲလီမြန်မာလိုပဲပြောတာလားဒါမှမဟုတ်အင်္ဂလိပ်စာရောပြောတာလားဒါရီတီသွားပြီဆိုရင်ကြော်ညာတစ်ခုကိုလူတိုင်းစီပို့နေတာကိုရက်လိုက်ပါတော့ AI ကတင်းတော်တဲ့မြန်မာပရိသတ်ကိုအလိုလျောက်ကြော်ညာပေးသွားပါလိမ့်မယ် AI Domination Pillar 2 Localize AI Branding မြန်မာစိတ်ပညာနဲ့ကိုက်ညီတဲ့ AI brand တည်ဆောက်မယ်ဒီဈေးကွက်မှာအောင်မြင်မှုဆိုရင်ကမ္ဘာလုံးဆိုင်ရာ brand တစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးမြန်မာစိတ်ပညာနဲ့ကိုက်ညီတဲ့ AI brand ကိုတည်ဆောက်ဖို့လိုပါတယ် AI ကိုလေ့ကျင့်ပေးပြီးဒါတွေကိုနားလည်အောင်လုပ်ကြရအောင်နံပါတ်1ဒေတာကန်စကားပြောပုံတွေနံပါတ်2ယဉ်ကျေးမှုအရာယုံကြည်စိတ်ချရတဲ့အချက်တွေနံပါတ်3ရက်ရွာရဲ့လွှမ်းမိုးမှုနံပါတ်4စိတ်ခံစားမှုနဲ့ဝယ်ယူတဲ့အပြုအမူတွေရလကပါလေသင် brand ကကြော်ညာတစ်ခုလုံးမခံစားရပဲကိုယ်နဲ့သက်ဆိုင်တယ်လို့ခံစားစေပါတယ်ဝယ်သူတွေကဒီ brand ကငါ့ကိုနားလည်တယ်လို့ထင်လာပါလိမ့်မယ် Pillar 3 Smart Scaling Not Blind Boosting စမတ်ကြတိုးချေမယ်မက်ဆီမိတ်ပြီးမဟုတ်ဘူးမြန်မာဈေးကွက်မှာအကြီးမားဆုံးအမှားတစ်ခုကမက်ဆီမိတ်ပြီးကြော်ညာတာပါပဲကြော်ညာကောင်းရင်ပတ်စံကိုပို့ထည့်လိုက်ကြတယ် AI သုံးပြီးတိုးချဲ့တာကဒီလိုမဟုတ်ပါဘူးနံပါတ်1ရန်ကုန်မှာဘယ်လိုဖန်တီးမှုတွေကပြောင်းလဲစီလဲသိတယ်နံပါတ်2 data တွေမှာဘယ်လိုစကားတွေကပိုအလုပ်ဖြစ်လဲသိတယ်နံပါတ်3ဘယ် platform ကပတ်စံပို့ထည့်တင်လဲသိတယ် AI နဲ့ဆိုရင်ကြော်ညာတွေကိုကိုယ်တိုင်လုပ်เสียမလိုတော့ပါဘူးစနစ်တွေကိုပဲစီမံခန့်ခွဲဖို့လိုပါတော့တယ် The Myanmar AI Domination Formula မြန်မာ AI အုပ်စိုးမှုနီလန်ဒီနီလန်ကိုမှတ်ထားပါကြည့် AI ကိုသုံးပြီးမြန်မာတွေဘယ်ပြုမှုလဲလေ့လာမယ်နှစ် AI ကိုသုံးပြီး brand ကို data နဲ့လိုက်လို့ညီထွေထိအောင်လုပ်မယ်3 AI ကိုသုံးပြီးစမတ်ချက်တိုးထည့်မယ်ဒီအဆင့်3ဆင့်ကိုလိုက်နာနိုင်ရင်ဈေးကွက်နောက်လိုက်မဟုတ်တော့ပါဘူးဈေးကွက်ကိုဥဆောင်သူဖြစ်သွားပါပြီအတောင်းဝင်ရင် subscribe လုပ်ပါဘေးကခေါင်းလုံးလေးနေပါဒီနေ့ဗီဒီယိုလေးကဘလို့အထောက်အကူပြုတယ်လဲ comment မှာရေးခဲ့ပါတဲ့အတွက်နောက်ထပ်ဘာဗီဒီယိုတွေလုပ်ပေးတင်တယ်လဲဆိုတာကျွန်မသိချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကျမ်းမာချမ်းသာကြပါစေ